ငါတလောက်ပေါင်းစားမှာဖြစ်ပါတယ်ငါတလောက်ကိုဒီအနေတော်အရွယ်တုံးလေးတွေတုံးသွားပါမယ်ပြီးတဲ့အခါမှာရေကိုတန်ရှင်းစင်ကြယ်အောင်လို့တတုံးချင်းဒီတေချာလေးဆေးပေးပါမယ်ငါတလောက်ကိုဒီမှာဥပါတဲ့ကောင်ရွေးချယ်ထားပါတယ်ဥပါတဲ့ကောင်ရွေးချယ်ထားတာဖြစ်တဲ့အတွက်ဒီပေါင်းပြီးတော့စားတဲ့အခါမှာရတာပို့ပြီးတော့ရှိပါတယ်စနစ်မုတ်အနေငယ်ထည့်မယ်ငရုတ်သီးအယောင်တင်မှုထည့်ပါမယ်ကြက်သားမှုအနေငယ်ထည့်ပေးမယ်မိတ်ဆွေတို့အနေနဲ့အချုံမှုအသုံးပြုခြင်းနဲ့ဆိုလို့ရှိရင်အသုံးပြုလို့ရပါတယ်စားအနေငယ်ထည့်ပေးပါမယ်နံပြာကြီးထည့်ပါမယ်တံမယာဒီတစ်လုံးခန့်ကိုအရေးကြီးထည့်ပေးပါမယ်မိတ်ဆွေတို့အနေနဲ့ရှာလက်ကရဲ့အသုံးပြုခြင်းနဲ့ဆိုလို့ရှိရင်လည်းအသုံးပြုလို့ရပါတယ်တေချာတတုံးရင်းစီကိုနှံ့ဆက်အောင်နေပေးပါမယ်ရတာအထက်ထိစိတ်ဝင်တော့စိတ်ရှိလက်ရှိနေပေးဖို့လိုအပ်ပါတယ်ဒီပေါင်းမဲ့အိုးတွေကိုစပလင်ထည့်ပါမယ်စပလင်ဘောကနေဒီငါးလေးတွေကိုစီးပြီးတော့တေချာလေးထည့်ပေးပါမယ်စီအနေငယ်ထည့်ပါမယ်ခင်းညင်လေးကိုအစီထုတ်ပြီးတဲ့အခါမှာဒီတချမ်းကိုလေးစိတ်စိတ်ထားတဲ့ဟာထည့်ပေးပါမယ်စက်တုံထည့်ပါမယ်စီအနေငယ်လောက်ထည့်ပေးပါမယ်ပြီးတဲ့အခါမှာဒီအဖုံးပိတ်ပြီးတော့ဒီ pressure cooker နဲ့နိုင်ခွက်45မိနစ်ခန့်ပေါင်းပေးရမှာဖြစ်ပါတယ်နိုင်ခွက်45မိနစ်ပြည့်တဲ့အခါမှာဒီမှာအဖုံးကိုဖွင့်ကြည့်လိုက်တဲ့အခါမှာငါတလောက်ကလည်းနူးဤနေပြီခရမ်းညင်ဒီဘက်လေးတွေကလည်းနူးနေပြီကြက်တုံဘက်လေးတွေကလည်းပျော်ပြီးတော့ဝင်ပြီပေါ့နော်ဒီလိုအခြေအနေမျိုးကိုရပါပြီအခုဆိုရင်တော့ဒီမှာအရသာရှိပြီးတော့အယောင်အရမ်းလှတဲ့ငါတလောက်ပေါင်းလေးကိုရရှိပြီဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်